ဖွဲ将家，ဖွဲ将家，ဖွဲ将家啊，ဖွဲ将家2လုံးဖွဲ将家，ဖွဲနုတကားစပါးကျင်းခတ်တိုင်းစပါးသလားမြေဆိုင်သလားစပါးခတ်တိုင်းစပါးရှစ်လက်မခတ်တိုင်းစပါးသလားရှိပြီပလဲစပါးတကားဖုန်ချတကားရှစ်လက်မခပ်ပတ်တိုင်းရှစ်လက်မကိုယ်တိုင်ရိုက်ရှစ်လက်မခပ်ပတ်တိုင်းလက်မကဲရွေးရှစ်လက်မခပ်ပတ်တိုင်းဆယ်လက်မကျူပါဒါတော့ဆရာကြီးပေါ့ကျူပါဆယ်လက်မကျူပါယူ6လက်မခက်ခွက်တိုင်းကိုယ်တိုင်ရိုက်ဒါ6လက်မ6လက်မဒါ8လက်မ14ကျူပါ14လက်မကျူပါဒါလက်ရလေးကိုလှနော်14ကျူပါလက်ရတော့လှလေးကားလေးဒါစကား12ထပ်ချလိုင်းမှာကကိုယ်တိုင်စင်လျှက်သက်ပိုင်းကိုယ်တိုင်စင်ချလိုင်းနှလုံး138အမှန်နဲ့ပြေးသွား138ရေဗျာချက်လန်ကြီးရေဗျာနှစ်တန်3တန်ခွဲရေဗျာနောက်မှရောက်လာတယ်ဒီနေ့တချောင်းထည့်လာအတူလေးဖက်ထည့်ဝိုင်းစကားမစေလုံးစကားနှလုံးဆန်းအောင်မလေးလုံးကနှလုံးစကားနှလုံးဒါနောက်ပိုင်းကနောက်ဖက်ချမ်းနေပြီးတော့ရိုက်ပြနောက်ဖက်ချမ်းနေပြီးတော့လာဒီဗျာနောက်ကချမ်းမကြခင်တမ်းပါပဲဒီတရက်နေ့
ဖွဲနုထုတ်လုံးဒီလောက်မုံနဲ့လုံးဒီလောက်မုံလေးနှစ်ချမ်းခွဲလဲရမှာမီးရမလားလဲဆက်နောက်ပိုင်းကမြင်ရတဲ့ဟာလေကျိုးထိုးပြီးတော့စမ်းပါမယ်မီးကျိုးထိုးပြီးတော့စမ်းပါမယ်ကျန်တော့ပါဘူးဖွဲနုတကာဖွဲကြမ်းချနောက်တဲ့အလီလွန်းတွေကိုပြန်ဖမ်းတာဟာဖွဲကြမ်းချနှလုံးဖမ်းတာ14ရော10ရောဒါနောက်ကချမ်းမြင်ရတဲ့ပုံစံနဲ့နောက်ပိုင်းကနေတော့မြင်ရတဲ့ပုံစံရှင်းလေးပါရိုးရှင်းလေးပဲရိုးရှင်းလေးပဲရိုးရှင်းလေးပဲရိုးရှင်းလေးပါပဲလုံးတိလောင်ထားခြင်းလို့တဲ့လုံးတိလောင်ထားခြင်းမေးဒါလေးလေကိုယ်တိုင်ဆင်ထားပါကိုယ်တိုင်ဆင်ဒီစပိုင်းလေကိုယ်တိုင်ဆင်ပါတယ်ကိတလုံးစီကိုရားတဲ့တပုံပြင်လို့ပြုလို့လွယ်အောင်လို့တပုံစီထားတာနေစစ်ပိုင်းလေးလည်းမှာယူလို့ရပါတယ်မကြခင်စမ်းပါတော့မယ်လက်စစ်ပိုင်းလေးလည်းမှာယူလို့ရတယ်တန်းနိုင်တော့ကောင်းအောင်လုပ်ပြအောင်ပြီးမိတဲ့စိတ်စကားဆန်းတဲ့ကျူဝါပြန်ခွဲရတော့ပယ်ထက်ထည့်လို့ရပါတယ်ဝိုင်းခွဲလေးနဲ့တင်တာ14တဲ့လည်းရတယ်10တဲ့လည်းရကျူးလေးနဲ့ပေါ့နုဘလိုပါလက်စစ်ပိုင်းလေးလည်းတတရက်လေးလာပါလေဒီလိုတော့